120လီတာ2ပန်းဆက်မယ်220လီတာဆိုလို့ရှိရင်4ပန်းဆက်မယ်နော်ဒီရှင်များနောက်ထပ်ရေခဲတုံးလေးဆိုဒါ4လမ်းပတ်လဲ12လမ်းမှမြင်ဒါလေးဆိုလို့ရှိရင်ဒီ120လီတာ17တုံးဆက်မယ်220လီတာ20နဲ့4တုံးဆက်မယ်နော်ဒါလေးဆိုလို့ရှိရင်ကျွန်တော်ဒီမှာဝယ်လို့ရှိရင်ရေခဲဆက်ပြင်ဝယ်ရေခဲမှုပါမယ်ရေခဲရောက်လုံးနီးစာအောင်ပါမယ်ရေခဲရောက်လုံးနီးစာအောင်ရေခဲရောက်လုံးနီးစာအောင်ပါမယ်နောက်ရေခဲမှုလုံးနီးစာအောင်လည်းပါမယ်ဒါရဒီဆက်ဝယ်လို့ရှိရင်လက်ဆောင်ပေးပါဒီစာအောင်2မျိုးနော်နောက်ကကျွန်တော်ဆက်ဒီမှာသုံးပေးတာ safe cut တွေသုံးပေးတာ quality ကောင်းတဲ့ safe cut တွေသုံးပေးတာတယ်မီးကအတက်အကျအနေများကို auto ဖြတ်တဲ့ကောင်လေးပါမယ်အရင်ကလိုမျိုးဒီလို upgrade ဖြစ်တဲ့ဒီ safe cut တွေလုံးဝမသုံးပေးတာဘူးကျွန်တော်ဆက်ဒီမှာဒီလို safe cut တွေအခုနောက်ပိုင်းလုံးဝမသုံးထားပါဘူးဒီလို JTP quality ကောင်းတဲ့ safe cut လေးတွေပဲကျွန်တော်သုံးပေးထားပါတယ်လိုအပ်တဲ့မိတ်ဆွေများကျွန်တော်ကိုဖုန်းဆက်လိုက်တာနဲ့ဒီဆက်တွေကိုတောင်ငူမန္တလေးရန်ကုန်မော်မြိုင်အဲ့နယ်တွင်းကိုပစ္စည်းအရောက်ဖို့ပါဘာမှထပ်ပေးကြမလို့ပါဘူးဈေးနှုန်းရလဲခုနပြောတဲ့အတိုင်း120လီတာကို32သိန်း220လီတာကို42သိန်းပါဝယ်ရွေးပေးစီများကျွန်တော်ရဲ့ဖုန်းနံပါတ်40395993ကိုဆက်သွယ်ပြီးတော့မှာလို့ရပြီနော်အစားမိတ်ဆွေများတို့ဆက်လေးချမ်းမိတ်ဆက်ပေးပါအောင်မယ်ဒါကတော့ကျွန်တော်စီမှာလက်ရှိစင်နာဗီတာဆက်တွေပါစင်နာဗီတာအသင့်ရှိပါမယ်ဒါလေးရတော့ရေခဲကြောင်းထုတ်စင်တဲ့လူတွေအတွက်ရေခဲကြောင်းခဲဖို့အတွက်ရေခဲသရာပေါင်းနဲ့စင်ပြရတဲ့ဆက်လေးနော်ဒါလေးရတော့တန်မိုးနေပါတယ်တန်မိုးရပြေ30တော့မကျော်ပါဘူးဒါလေးဆိုလို့ရှိရင်ဒါရေခဲသရာပေါင်းနဲ့စင်ထားတဲ့ဟာလေးပါဒါအင်ရှင်များသိအောင်ထပ်မိတ်ဆက်ပေးတာပါနောက်ထပ်အစ်စ်ရေခဲဆက်လေးထပ်မိတ်ဆက်ပေးပါမယ်ဒါလေးရဆိုရင်စတီးကန်နဲ့လောက်တာပါစတီးကန်နဲ့စင်ထားရေခဲဆက်လေးပါဒါလေးဆိုလို့ရှိရင်ဘာနဲ့ရမို့ဆိုရင်ယခုလိုအပူပိုင်းအစ်စ်နဲ့စင်လို့လည်းရတယ်ယခုလိုမျိုးဒီလိုအောက်တို့နဲ့လည်းရမယ်နော်ဒီလိုအောက်တို့နဲ့လည်းရမယ်ဒီလိုဆက်နဲ့လည်းရမယ်ဒါစတီးကန်မှာစတီးကန်ကြိုက်တဲ့အင်ရှင်များတို့ကျွန်တော်ဆက်အသေးလေးဆင်ပေးထားတာပါဒါကတော့စတီးကန်မှာအဲစတီးကန်နဲ့ဆက်သေးလေးဆင်ပေးပါတယ်ဈေးနှုန်းလေးကတော့ဖုန်းဆက်ပေးပါမက်ဆင်ဂျာနဲ့ဘိုင်ဘာမှာလည်းမေးလို့ရပါတယ်နောက်ထပ်အကြီးဆုံးကတော့စတီးကန်အကြီးတွေလည်းရှိပါတယ်ဒီတဲ့ကြီးတာလည်းရှိပါမယ်ဒီတဲ့ကြီးတဲ့ရေခဲဆက်တွေလည်းရပါမယ်လိုတဲ့လူမှာလို့ရတယ်ကျွန်တော်ဆိုင်တောင်ငူမြို့မှာပါတောင်ငူမြို့မှာဖွင့်လာတာဖြစ်ပါတယ်။လာရောက်လေးလာခြင်းလေးများလာရောက်လေးလာလို့ရပါတယ်။နောက်ထပ်အခြားအကြောင်းကဒီကဲမို့လေးပေါင်50 35ပေါင်25ပေါင်35ပေါင်အစုံရှိမယ်နော်။ဒီကဲမို့လည်းအစုံရှိမယ်ဒီကဲပန်းလည်းအစုံရှိမယ်။ဆက်တွေလည်းအစင်းသင်းရှိမယ်နော်။တောင်ငူမြို့မှာလာရောက်ကြည့်ရှုလို့ရပါတယ်။ဆက်မှာမယ်ဆိုတော့အခုမှလက်လျှောက်ဆက်ပို့လို့ရပါပြီ။ကျွန်တော်ဒီမှာတပတ်မဆောင်ရအောင်တစ်လားမဆောင်ရပါဘူး။အခုတစ်ခါလေးရပါမယ်။အခုကျွညာတဲ့ဒိတ်က1ရက်2လ2026ပါဝယ်အားပေးမဲ့အိမ်ရှင်များအားလုံးကျေးဇူးများတင်ပါတယ်